Marketing မှာ creativity ထက်ဘာကြောင့် reputation ကပို့ပြီးတော့အရေးကြီးလဲဆိုတော့ပြောပြမယ်လူတိုင်းက creative ကောင်းတဲ့ကြော်ညာတွေကိုကြိုက်တယ်ဒါပေမဲ့အဲ့ creativity ကယုံကြည်မှုကိုတိဆောက်မပေးဘူး reputation ကတော့ယုံကြည်မှုကိုတိဆောက်ပေးတယ်ဒီလိုလေးတွေ့ကြည့်ကျွန်တော်တို့ယုံတဲ့ brand ဆိုတာကျွန်တော်တို့ခဏတွေ့တယ်အရင်ကလည်းမြင်ဘူးတယ်အခုလည်းမြင်ဘူးတယ်အဲ့လို brand တွေကိုပဲကျွန်တော်တို့ကယုံတာဒီ message ပဲဒီလို look ပဲဒီလိုမျိုး promise ပဲဒါကိုပဲကျွန်တော်တို့ခဏမြင်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကယုံကြည်မှုရှိတယ်ကျွန်တော်တို့ရဲ့အုံနောက်ကဘယ်လိုတွေးလဲဆိုတော့ okay ဒီဟာကိုငါမြင်ဘူးတယ်အရင်ကလည်းသူတို့ကဒီလိုပဲပြောတာအခုလည်းဒီလိုပဲပြောတာအဲ့တော့ဒါတော့ပူပြီးတော့ safe ဖြစ်လောက်တယ်အဲ့ဒါလေးမှာရိုးရှင်းနဲ့လုပ်ထားတဲ့ကြော်ညာတွေက creative ကောင်းတဲ့ကြော်ညာတွေထက်ပိုပြီးတော့ရောင်းရတာဖြစ်ပါတယ် creative ကောင်းတယ်ဆိုရင် attention ရပါတယ်ဒါပေမဲ့အဲ့ဒီ attention ကတစ်ချိန်ပဲအသုံးဝင်တာပါ reputation ကတော့အချိန်ပြန်ပြီးတော့မြင်နေတာဖြစ်တဲ့အတွက်လူတွေကိုယုံကြည်မှုတည်ဆောက်ပေးပါတယ်ယုံကြည်မှုကပဲတကယ်ရောင်းရတဲ့ campaign တွေဖန်တီးပေးတာပါ